အားလုံးပဲမင်္ဂလာပါရှင် for your inner လေးကနေပြန်လဲပြီးတော့ကြိုဆိုပါရစေเนาะဒီကနေ့မှာတော့ပေါ့เนาะအင်ဂျီကဒီပေါ့เนาะတစ်ဖက်သူပေါ့เนาะတစ်ဖက်သူရဲ့ဖုံးကွယ်ထားတယ်ပေါ့เนาะခံစားချက်တွေကိုပေါ့เนาะမပြောဘဲထားတဲ့ခံစားချက်တွေကဘာလေးတွေဖြစ်မလဲပေါ့เนาะအဲ့လိုမျိုးအရာလေးတွေကိုreading လေးပေါ့เนาะဖတ်ပေးချင်လို့ပါပြီးတော့ပေါ့เนาะ reading မလောက်ခင်ပေါ့နော်တခုလောက်ပြောချင်တာပေါ့နော်ဒီအင်ဂျီဒီပေါ့နော် level ကတိတ်ပြီးတော့အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် reading တွေမှာအတန်တိုးတာတို့ပြီးတော့ပေါ့နော်အတန်ကကြည်လင်ပြတ်သားမှုမရှိတာပေါ့နော်ဒါမျိုးလေးတွေဖြစ်သွားတဲ့အတွက်လည်းပေါ့နော်အနုညွတ်တောင်းပန်ပါတယ်ပထမတော့ပေါ့နော်ဒီအတန်အဆင်မပြေတဲ့အတွက်ကြောင့်မလို့ပေါ့နော် reading တွေကိုမလုပ်ပဲနားမလို့ပဲပေါ့နော်ဒါပေမဲ့လည်းအဲ့လိုကိုကပေါ့နော်အရှင်ပြတ်သွားမှာဆိုရရဲ့ပေါ့နော်ကို reading တွေကိုစောင့်ကြည့်နေတဲ့သူတွေလည်းပေါ့နော်အဲ့လိုမျိုးကြည့်လို့ရအောင်ပေါ့နော်ဒါကြောင့်မလို့ပေါ့နော်reading လေးတွေကိုလုပ်ပေးဖြစ်တာပေါ့နော်အတန်လေးအဆင်မပြေမှုအတွက်လည်းတောင်းပန်ပါတယ်နော်ပြီးတော့ဒီအတန်အဆင်မပြေတဲ့ကြားပဲပေါ့နော်ကို reading လေးကိုနားထောင်ပြီးတော့အားပေးကြတဲ့သူတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်ပေါ့နော် reading လေးကိုစလိုက်ပါမယ်နော်ဒီပေါ့နော် reading တွေစပြီးတော့ပေါ့နော်ဒီ video တွေစပြီးတော့လုပ်တော့မှာပဲအတန်ကပေါ့နော်ဘလို့အပူရှက်တယ်လို့မျိုးဖြစ်တာနေမှာပေါ့နော်ပထမတော့အဲ့မတိုင်ခင်ကတော့ဒီနှာစီးချောင်းဆိုးဖြစ်တာပေါ့နော်အဲ့ရနေပြီးတော့မပြောက်တာပေါ့နော်မပြောက်ဘဲနဲ့ဒီလိုမျိုးနှာစီးချောင်းဆိုးကနေအဲ့လိုအတန်ကတစ်မျိုးဖြစ်သွားတာပေါ့နော်နေရလားမသိအလင်းပြန်နေပေါ့နော် I wish that I could take back my what ပေါ့နော်သူပြောခဲ့တဲ့စကားလုံးတွေပေါ့နော်သူကိုပြောခဲ့တဲ့စကားလုံးတွေအဲ့လိုမျိုးစကားလုံးတွေသူ့အနေနဲ့ပြန်ပြီးတော့အခုချိန်မှာပေါ့နော်ပြန်ပြီးတော့ရုပ်သိမ်းခြင်းတယ်ဆိုတော့အမျိုးမြင်ရပါတယ် I hope that you can forget me one day ပေါ့နော်ကိုကသူ့ကိုပေါ့နော်သူလုပ်ခဲ့တဲ့အမားတွေသူ့ကိုပေါ့နော်ပြန်ပြီးတော့ခွင့်လွှတ်ပေးနိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေးသူ့အနေနဲ့သူ့ဘက်ကနေပြီးတော့မျောလင့်နေရပေါ့နော်သူ့အနေနဲ့အခုချိန်မှာနောင်တရနေတာပေါ့နော်ပြောမယ်ဆိုကိုကိုပြောခဲ့တဲ့လက်ခွဲစကားပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်နာကျင်အောင်ပြောခဲ့တဲ့စကားတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလိုမျိုးစကားတွေအတွက်ကိုပေါ့နော်ကိုအနေနဲ့သူ့ကိုပြန်သူ့ကိုပေါ့နော်ပြန်ပြီးတော့နားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့သူ့ဘက်ကပေါ့နော် sorry မျောလင့်နေပါတယ်တဲ့I wonder if you are happy with သူကပေါ့နော်လိုက်ပြီးတော့ဆက်စုနေတာပေါ့နော်ကိုအချောင်းကိုကပေါ့နော်သူမရှိပဲလေအဆင်ပြေနေလားပေါ့နော်အဲ့ဒီလိုမျိုးလေးကိုသူအနေနဲ့သိကျင်နေတယ်ဒါကြောင့်မလို့ပေါ့နော်သူကလိုက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးဆက်စုနေရဆိုတဲ့ကြောင့်ကိုရဲ့အချောင်းတွေကိုပေါ့နော် social media တွေဒီကိုနဲ့တည်တဲ့သူတွေကျန်နေလိုက်မေးတာတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုသူကလိုက်ဆက်စုနေရပေါ့နော်လိုက်ပြီးတော့ကိုအချောင်းတွေကိုလိုက်ချက်နေရဆိုတော့ဟာမျိုးမြင်ရတယ် I couldn't let you get close to me သူကအဲ့လိုမျိုးပေါ့အဲ့ဒီလိုမျိုးတွေပေါ့နော်ကိုဒီလိုမျိုးရင်ထဲမှာရှိပင်မဲ့လဲပေါ့နော်ဒီလိုမျိုးတွေရှိပင်မဲ့လဲသူ့အနေနဲ့ပေါ့နော်ကိုကသူ့အနာကိုပေါ့နော်အရန်နိကက်လာမှာကိုလဲသူ့အနေနဲ့ဘလို့ချင်းပေါ့နော်အဲ့လိုမျိုးခွင့်မပြုနိုင်ဘူးဆိုတော့ပုံမျိုးလေးမြင်ရတယ်အထက်ကတော့သူ့ဘက်မှာတခုခုပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့အစင်းသိမဖြစ်သေးတာဒါမှမဟုတ်လို့ရှိရင်သူ့ဘက်မှာပေါ့နော်အဓိကသူ့ကိုသူကအစင်းသိမဖြစ်သေးတာဖြစ်နိုင်မယ်ပေါ့နော်ဒါကြောင့်မလို့ဒီဆိုတော့လေ sorry ဘယ်ရောက်သွားလဲမသိကတ်ကိုကြည့်လိုက်တယ်အဲ့ဒါကြောင့်မလို့ပေါ့နော်သူ့အနေနဲ့တော့ကိုပေါ့နော်ကိုအကြောင်းနေဆက်စုနေတယ် chase နေတယ်ဆိုပေမဲ့လည်းပေါ့နော်သူကိုနဲ့အရန်ကြီးနီးကပ်သွားမှာလည်းသူမလိုချင်ဘူးပေါ့နော်ကိုလည်းသူဆက်စုနေရဆိုပုံစံမျိုးပေါ့နော် I know that I cross the line with you ပေါ့သူသိပါတယ်ပေါ့နော်သူကိုပေါ့ဘယ်လိုပြောရမလဲ
ဒီသူ့ဘက်ကနေပြီးတော့ပေါ့နော်မလုတ်တင်တာတွေသူလုတ်ခဲ့မိရေပေါ့နော်မပြောတဲ့စကားတွေပြောခဲ့မိရေဆိုတဲ့ပုံစံမျိုးပေါ့နော်သူ့ဘက်ကနေပြီးတော့စီကြော်ခဲ့တယ်ဘောင်ကြော်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတွေသူသိပါတယ်ဆိုတာလေးပြောပြထားတယ်ဒါကြောင့်မို့လို့လဲပေါ့နော်ဒါကြောင့်မို့လို့လဲသူကဒီသူပြောခဲ့တဲ့စကားတွေကိုသူပြန်ပြီးရုပ်သိမ်းချင်နေရဆိုတော့ပုံစံမျိုးပေါ့နော်ဒီမှာသူကကိုဘာတွေပြောခဲ့လဲဆိုတာပေါ့နော်တိုးတယောက်ချင်းစီရဲ့ connection ပေါ်မူတည်ပြီးတော့ရှိမှာပေါ့နော်ကိုနာကျင်အောင်ပြောခဲ့သလားလမ်းခွဲမဲ့စကားတွေပြောခဲ့သလားပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ဟာတွေကိုဖွင့်မပြောပြဘဲနဲ့ပေါ့နော်အဲ့လိုမျိုးပေါ့neglect လုပ်ခဲ့လားပေါ့နော်ဒီလိုမျိုးအရာတွေရှိလိမ့်မယ်ဒါတွေကိုအခုချိန်မှာတော့သူကပြန်ပြီးတော့ရုပ်သိမ်းခြင်းနဲ့အဲ့လိုမျိုးပေါ့နော်သူ့ကိုသူမှားမှန်းတော့သိရပေါ့နော်သူ့ကိုသူမှားမှန်းသိနေပြီ I'm starting to understand our connection သူကပေါ့နော်သူနဲ့ကိုနဲ့ဒီ connection ကိုပေါ့နော်စပြီးတော့နားလည်လာပြီဆိုတာပြောချင်တာပေါ့နော်ကိုသူ့အနေနဲ့ပေါ့နော်ကိုမဖြစ်နိုင်ဘူးညစ်ပယ်သွားတာပဲဖြစ်ဖြစ်ဒီအဲ့လိုမျိုးပေါ့နော်ကိုမရွေးချယ်ခဲ့တာဘူးပေါ့မရွေးချယ်ခဲ့တဲ့သူတွေပေါ့နော်အဲ့လိုမျိုးသူလောက်သွားပြီမယ်လေသူ့အနေနဲ့ဒီလိုမျိုးပေါ့နော် connection သူနဲ့ကိုနဲ့ကြားမှာ soulmate twin flame အဲ့လိုမျိုး connection တွေရှိနေတယ်ပေါ့နော်အဲ့လိုမျိုး connection တွေရှိနေတယ်ဆိုလို့ရှိရင်ငါကြတော့မရဘူးလေနော်ဘယ်လိုပဲဖြစ်ဖြစ်ဒီအုံနောက်ကဘလောက်ပဲမဖြစ်နိုင်ပါဘူးပြောဒီနှလုံးသားပေါ့နော်နှလုံးသားကကြိုးကပြန်ပြီးတော့ဆွဲရတာပေါ့နော်ဒါကြောင့်မလို့သူ့အနေနဲ့ပေါ့နော်သူနဲ့ကိုနဲ့ကြားမှာတခုခုရှိနေတယ်ဘာလဲပေါ့နော်ငါတို့ဘာလို့မေးနေရတာလဲအဲ့ဒီလိုမျိုးပေါ့နော်အခုဒီ reading ကိုနားထောင်နေတဲ့သူတွေလည်းဒီလိုမျိုး energy မျိုးမှာရှိနေမယ်ပေါ့နော်တကယ်လို့သူနဲ့ကိုနဲ့ကြားမှာ soul connection ရှိကြတဲ့သူတွေဆိုလို့ရှိရင်တော့ကိုလည်းသူ့လိုပဲခံစားရလိမ့်မယ်ပေါ့နော်ဘယ်လိုကိုနာကျင်အောင်လုပ်သွားတဲ့သူကိုပေါ့နော်ကိုဘက်ကနေပြီးတော့ meet ဖြစ်ချင်ပေမဲ့ move on လုပ်ချင်ပေမဲ့ပေါ့နော်လုံးမရပဲနဲ့ပေါ့နော်သူနဲ့ကိုနဲ့ပြန်ပြီးတော့ပေါ့နော်သူ့ကိုပဲမျောလင့်နေတယ်သူ့ကိုပဲစောင့်စားနေတယ်ပေါ့နော်အဲ့လိုမျိုးအသေးချာတာကတော့တခြားသူတွေနဲ့လုံးဝမတူဘူးပေါ့နော်ဒီ soul connection တွေဆိုတာခံစားမှုအိမ်မှာလုံးဝတခြားသူတွေနဲ့မတူပါဘူးသိရပေါ့နော်ဒါကတော့ကိုနှလုံးသားကိုသိရပေါ့နော်ကိုနှလုံးသားကိုမလိမ့်မညာတဲ့သူကိုပေါ့နော်တိတိကျကျနားလေတဲ့သူဆိုလို့ရှိရင်တော့သိနိုင်ပါတယ်I replayed our conversation over သူကပေါ့နော်သူနဲ့ကိုနဲ့ပြောခဲ့တဲ့ဒီစကားတွေပေါ့နော်ဒီလိုမျိုးဒီစာတွေဒီတကယ်လို့ပြောခဲ့တဲ့စကားတွေဆိုလို့ရှိရင်သူထပ်ပြန်ပြီးတော့ကြားရောက်နေတယ်ပြီးတော့ဒီပို့ခဲ့တဲ့စာတွေဆိုလို့ရှိရင်သူပြန်ပြီးတော့ကြည်တယ်ပေါ့နော်ခဏပြန်ပြီးတော့ကြည်ပြီးတော့သူပြောခဲ့တာတဲ့စကားလုံးတွေကိုသူအဲ့လိုမျိုးနောင်တရတယ်လို့သူပြောခဲ့တဲ့စကားတွေမှာကိုအမားပါသွားတယ်ရှိရဲကိုနာကျင်အောင်ပြောခဲ့တဲ့စကားတွေရှိရဲကိုနဲ့ဝေးကွာတာအောင်လုပ်ခဲ့တဲ့အရာတွေပေါ့နော်ဒီအရာတွေရှိခဲ့တယ်ဒါတွေကိုသူပြန်ပြီးတော့ကြည့်ပြီးတော့ထပ်ပြန်ပြီးတော့ကြည့်နေတယ်ဆိုတော့မြင်ရတယ်ပေါ့နော်I look for you everywhere သူကိုပေါ့နော်နေရာတကာမှာ like ပြီးတော့check လုပ်နေကြည့်နေရပေါ့နော်ဘာလဲဆိုတော့သူကကိုအချမ်းကိုလိုက်ပြီးဆက်စုနေရဆိုမှတော့ပေါ့နော်သူကကိုနေရာတကာမှာလိုက်ရှာနေရလိုက်ကြည့်နေပေါ့ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုအများတွေ့နိုင်မလားဆိုတဲ့ပုံစံမျိုးပေါ့ကိုအဓိကတော့ကိုနဲ့ပြန်ဆုံသေးချင်တယ်ဒါပေမဲ့သူကအခုမျိုးပေါ့နော်သူဘက်ကမပွင့်လင်းတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကကိုကိုလည်းလက်မလို့ချင်ဘူးဒါပေမဲ့သူနဲ့အရင်နီးကပ်လာမှာလည်းသူမလို့ချင်ဘူးဘာဖြစ်လို့လဲတော့မသိဘူးပေါ့နော်သူကမှသူကိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ connection အတွက်ပေါ့နော်သူဘက်ကအစင်းနဲ့မဖြစ်သေးတာဒီလိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်you were the best thing in my life တဲ့မင်းကပေါ့နော်မင်းကငါအတွက်တော့ပေါ့နော်လုံးဝဒီဘဝထဲမှာအကောင်းဆုံးတော့အရာပေါ့နော်လုံးဝသူ့ဘဝထဲမှာတော့ကိုကအကောင်းဆုံးပေါ့နော် number 1ပေါ့ဘာလို့ခဏပြကြထွက်လာတယ်I
I want to tell you how I feel သူကကိုယ်ပြပြချင်နေရပေါ့နော်သူဘယ်လိုမျိုးခံစားနေရသူ့ရင်ထဲမှာဘယ်လိုမျိုးခံစားနေရတယ်ဆိုတာကိုကိုပြောပြချင်နေတယ်ဒါပေမဲ့လည်းပြောပြချင်တယ်ပြောမယ်ဆိုသူခံစားချက်တွေကိုပေါ့နော်သူအမှန်တိုင်းပြောလိုက်လို့ရှိရင်ကိုနဲ့အရန်နီးသွားမှာပေါ့နော်အဲ့လိုမျိုးလဲသူစိုးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဘာလို့လဲဆိုတော့အဓိကသူဒီ connection ပေါ့နော်သူနဲ့ connection ဒီပြောမယ်ဆိုလို့ရှိရင်ဒီ so connection ရှိတဲ့သူတွေကပေါ့နော်အရန်ကို attract ဖြစ်တယ်ပေါ့နော်တရားကို attract ဖြစ်တယ်အရန်ကိုဆွဲမြင်ကြတယ်အခါကျတော့ဘယ်လိုပြောရမလဲတချို့ကြတော့လေသူတို့ရဲ့ limiting belief တွေပေါ့နော် ego တွေကိုမကြော်နိုင်တာပေါ့နော်ပြောမယ်ဆိုလူတစ်ယောက်ကိုအရန်သူတို့အနေနဲ့ခံစားချက်ရှိတာချစ်မိတာကိုသူတို့ရဲ့ ego ကလက်မခံတာပေါ့နော်ဒါမျိုးလေးတွေလည်းရှိရပေါ့နော်ပထမတော့ second ပေါ့နော် sorry second ပဲကြည့်ပြီးမှဒါမဲ့တိတ်ပြီးတော့ပေါ့နော်အကုန်တတိချာချာလေးမသိရသေးလို့ထပ်ပြီးတော့ကြည့်ပေးမယ်နောက်ထပ်ကအနေငယ်လောက်ပေါ့နော်မဖြစ်တော့ပြပြချက် sorry ပါYou don't know how hard it was to let you go တဲ့နေမသိပါဘူးပေါ့နော်နေကိုလက်လွတ်လိုက်ရတာသူ့အတွက်ဘယ်လောက်တောင်နာကျင်တယ်လဲဆိုတာကိုပေါ့နော်သိကြတဲ့သူ့ဘက်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအစင်းသင်းဖြစ်သေးတာဒီ connection နဲ့ပတ်သက်ပြီးတော့အဓိကကတော့သူနဲ့ကိုယ်နဲ့ကြားထဲမှာအရင်လေးနက်မှုတွေရှိအောင်သူသိတယ်ဒါကြောင့်မို့လို့လေဒီရေရှည်ထိသွားဖို့ပေါ့နော်သူ့ဘက်ကနေပြီးတော့အစင်းသင်းဖြစ်သေးတာပေါ့နော်အစင်းသင်းဖြစ်သေးတာဆိုငွေကြေးလည်းဖြစ်နိုင်တယ်လို့မျိုးမိသားစုရေးသူ့ရဲ့ career ဒီလိုမျိုးပေါ့နော်အဲ့ဒီလိုမျိုးတွေကိုလူတစ်ယောက်ကိုချစ်ပေးဖို့သူ့ဘက်မှာပေါ့နော်အစင်းသင်းဖြစ်သေးဘူးဆိုတဲ့ပုံစံမျိုးကြောင့်မလို့သူ့အနေနဲ့ပေါ့နော်ချစ်ရလက်လွတ်လိုက်ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဘာလို့ဆိုတော့မချစ်ဘဲနဲ့လက်လွတ်လိုက်တယ်ဆိုလို့ရှင်ရကြတော့ဒီနာကျင်နေမှာမဟုတ်ဘူးလေနော်သူအခုကကျတော့နာကျင်နေတယ်ဆိုတော့သူ့ဘက်ကနေပေါ့နော်ကိုခံစားချက်ရှိလို့ပေါ့နော်we will be together again ပေါ့နော်ကိုရီးယားအတူတူနောက်ထပ်ပေါ့နော်အတူတူပြန်ရှိနိုင်မှာပါတဲ့အတူတူပြန်ပြီးတော့ရှိနိုင်မှာပါဆိုတော့သိကြတယ်သူ့အနေနဲ့ကတော့ပေါ့နော်သူနဲ့ကိုယ်နဲ့ကဒီပြန်ဆုံတွေ့ဖို့အတွက်ကိုပေါ့နော်သူစိတ်ထဲမှာရှိတယ်သူ့အနေနဲ့ဒီနည်းနည်းကြိုးတော့စားနေရပေါ့နော်ဘယ်လိုပြောရမလဲသူ့ဘက်မှာအဆင်မပြေမှုတွေရှိတယ်ကိုနဲ့တူနဲ့ကြားမှာဝေးကွာချက်တွေလည်းဖြစ်နိုင်မှာပေါ့နော်ဒီ different ရှိမယ်ဒီမိသားစုအတိုင်းဝိုင်းဒီလိုမျိုးအခြေအနေတွေမတူတာတွေပေါ့နော်ဒီလိုမျိုးတွေရှိတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒီစဉ်းစားစရာတွေဒီနှလုံးသားကတော့ကိုယ်ချစ်တယ်ဒါပေမဲ့အုံနောက်ကကြတော့သူ့အနေနဲ့ဒီစဉ်းစားရမယ်ပေါ့နော်ကိုထက်အရင်ဦးစားပေးရမယ်အရာတွေရှိလို့သူကအခုချိန်မှာတော့ပေါ့နော်အခုချိန်မှာတော့ကိုသူ့ရဲ့ခံစားချက်တွေထုံးမပြဘူးဆိုတော့ပုံစံမျိုးလေးပေါ့နော်ဟုတ်ကဲ့ပါreading လေးကတော့ပေါ့နော်ဒီလောက်ပါပဲအားလုံးနဲ့ပေါ့နော်energy ကိုက်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ် reading တွေမှာပြန်လည်ပြီးတော့တွေ့ဆုံပါမယ်နော်